နေကောင်းကြမှာကြပါရဲ့လားခင်ဗျာထိုင်းရုပ်ရှင်ဇာတ်ကားတွေကြည်လေးမရှိတဲ့ကျွန်တော်တော့မကြသေးခင်ကမှထုတ်လွှင့်ပြသပြီးစီးသွားတဲ့ဟုံစာဝတီနောက်ဆုံးစီဇန်2ပွဲဇက်လန်တွဲကိုတော့ပြသဆဲအပိုင်းတွေကိုအပတ်စဉ်စိတ်ရှိရှိနဲ့စောင့်ကြည့်ခဲ့ရပါတယ်ထိုင်းဘက်တော့မသိပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံဘက်ကလူမှုကွန်ရက်စာမျက်နှာတွေမှာတော့ဒီဇက်လန်တွဲအကြောင်းကအထူးအကြောင်းအရာဖြစ်နေခဲ့ပါတယ်ဒီဇက်လန်နဲ့ပတ်သက်လို့အမျိုးမျိုးပြောကြတာရှိပါတယ်ကြိုက်သူမကြိုက်သူဆိုတာထက်လက်ခံသူတော်တော်များများရှိကြမယ်လို့ထင်ရပါတယ်။တချို့ကတော့ဒီရုပ်သံဇာတ်လမ်းတွေကသမိုင်းကြောင်းတိကျမှန်ကန်မှုမရှိဘူးဆိုပြီးတော့ပြောကြတာရှိကြပါတယ်။တစ်ဖက်ကကြည့်ပြန်ရင်လည်းဒီဇာတ်လမ်းတွေကသမိုင်းဖြစ်ရပ်ကိုအခြေခံပြီးဇာတ်လမ်းတွေအနေနဲ့ကြည့်လို့ကောင်းအောင်ဖျော်ဖြေမှုအနေနဲ့ရိုက်ကူးပေးထားတာဖြစ်လို့အရန်ကြီးပြင်းပြင်းထန်ထန်တယူတန်မဖြစ်တဲ့ကြည့်ရှုသူတွေအတွက်စိတ်ကျေနပ်မှုခံစားမှုရတ္တပေးစွမ်းနိုင်တဲ့ရုပ်သံဇာတ်လမ်းတွေကောင်တစ်ခုဖြစ်ပါတယ်။တချိန်ကအချစ်တောင်အာရှမှာအကြီးအမားဆုံးဖြစ်ခဲ့တဲ့တောင်ငူအမ်ပါယာကြီးဟာမြန်မာတွေရဲ့ဖုံးတကိုးဩဇာအကြီးမားဆုံးကာလဖြစ်ခဲ့ပါတယ်။အခုအချိန်မှာတော့တောင်ငူမြို့လေးဟာရာဇဝင်ထဲမှာပဲအိပ်ပျော်နေတဲ့နယ်မြို့လေးတစ်ခုထက်မပိုတော့ပါဘူး။ထို့အတူပဲဘိုးတော်ဘရင်နောင်မင်းတရားကြီးကိုမြန်မာရောထိုင်းဘက်ကပါလေးစားပြီးမှတ်မိပေးကြပေမဲ့မင်းကြီးစွာမဟာဥပဒါဇာကိုတော့တောင်ငူမြို့လိုပဲအမေရော့ခံအိမ်ရှိဆန်တစ်ပါးအဖြစ်သာရာဇဝင်ထဲမြှုပ်နှံထားပါတယ်။အရေးအသွေးမပြည့်မီတဲ့မြန်မာရုပ်ရှင်တွေအရန်များလာတဲ့အချိန်မှာသူများနိုင်ငံကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ခမ်းနားမှုကိုအခုလိုဖော်ပြပေးတာကိုကျေးဇူးတော်တင်ရအောင်မှာပါအခုအချိန်ထိမြန်မာပြည်ကလူတချို့ရှိကြပါတယ်အခုလိုဇာတ်ကားတွေကမြန်မာရိုးရာကိုခိုးတယ်ကြံကိုယူသွားတယ်အစရှိသဖြင့်အမြင်ကျင်းနေကြတာရှိကြပါတယ်မြန်မာရိုးရာဆိုတာကိုဘယ်သူမှခိုးလို့မရပါဘူးကိုယ့်လူမျိုးတွေကပဲထိန်းသိမ်းရမှာဖြစ်ပါတယ်တခုတော့ရှိပါတယ်မြမရိုးရာတွေကိုချပြပြီးဒါဟာမြမရိုးရာပါဆိုပြီးတရားဝင်ပြောပြတာမျိုးမရှိပဲရိုက်ကူးထားရင်တော့ဒါကိုခိုးရှာတာလို့ကျွန်တော်တို့ရဲရဲတင်းတင်းဆွဆွဲလို့ရပါတယ်2019ခုနှစ်လောက်ကထွက်ရှိခဲ့တဲ့ချစ်သောဇာတိမီဇလန်တွဲကိုလေ့လာကြည့်ပါဒီဇလန်တွဲမှာမြမနန်းတွဲအပြည့်အစင်တွေကိုပေါ်ပေါ်ထင်ထင်ဝတ်ပြထားပါတယ်ဇလန်ကျော်ရိုးကလည်းတီဘောမင်းနဲ့စုဖျားလက်တို့ကိုအရှိခံထားပါတယ်ဇက်ကောင်နမယ်တွေကိုဓာတ်ရိုက်မဖော်ပြပဲမောင်မောင်နဲ့ဆုဆုဆိုပြီးမြန်မာဆန်အောင်ပေးထားပေမဲ့ကြံတဲ့ဇက်ကောင်တွေနေရာတွေကိုကထိုင်းနာမည်တွေနဲ့ခက်ဆင်ဆင်ပေးထားတာပါဝီကီပီဒီးယားမှာမှွေနှောက်ကြည့်ပြန်တော့ဒီဇက်လန်တွေကထိုင်းနိုင်ငံမြောက်ပိုင်းလာနာဒေသကတော်ဝင်နန်းတွင်အကြောင်းကိုရိုက်ကူးထားတယ်ဆိုပြီးလူဘာဝထားပါတယ်ဒါဆိုရင်ဒီဇက်လန်တွေကိုပြပြနှစ်နှစ်ဝေဖန်လို့ရပါတယ်အခုဟုံစာဝတီနောက်ဆုံးစီးချင်းထိုးပွဲကိုတော့အပြစ်တင်ဝေဖန်တာထက်အကောင်းဘက်ကကြိုဆိုလို့ရပါတယ်တမိုင်းအချက်လက်ပိုင်းတိကျမှုလိုအပ်တဲ့နေရာတွေရှိပေမဲ့မြန်မာဘရင်မိဖုရားတွေနေရာတွေရဲ့နာမည်တွေကိုတကယ်တမိုင်းတွေကအတိုင်းဖော်ပြထားပါတယ်ဒီဇက်လန်တွေကြောင့်တမိုင်းကိုပို့ပြီးစိတ်ဝင်စားလာကြတဲ့သူတွေလည်းရှိလာကြပါတယ်။တည်ပြီးသားသူတွေကလည်းပြန်လည်မျှဝေကြသလိုမသိရသေးတဲ့သူတွေကလည်းလေ့လာကြပါတယ်။ကျွန်တော်လည်းကျောင်းသားဘဝတုန်းကတမိုင်းအချိန်ဆိုအိမ်ငိုက်ခဲ့တာတောင်ငူတမိုင်းဆိုရင်ဘရင်နောင်နဲ့နတ်ချင်နောင်ကိုပဲသိခဲ့ရတာမင်းကြီးစွာကိုတော့ဒီဇက်လန်တွေကြည့်မှသိခဲ့ရတာပါဒီဇက်လန်တွေလိုမျိုးရုပ်ရှင်ဇာတ်ကားကြီးတစ်ခုရှိခဲ့ပူပါတယ်2009ခုနှစ်ကထွက်ရှိခဲ့တဲ့ဘရင်မင်းမြတ်နရဲစွမ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်ဒီဇာတ်ကားမှာဆိုရင်ထိုင်းအမျိုးသားရေးစိတ်သက်ရှင်သန်ဖို့အတွက်ရည်ရွယ်တာကြောင့်နရဲစွမ်ကိုအဓိကအသားပေးပြီးသူရဲကောင်းပုံစံကိုပြသထားပါတယ်ဒီဇလန်တွဲမှာတော့နရဲစွမ်ရဲ့အခန်းကဏ္ဍထက်တမိုင်းကိုအရှိခံပြီးနရဲစွမ်နဲ့မင်းကြီးစွာရဲ့ညီအကိုချစ်ခင်မှုကိုအဓိကပြထားပါတယ်အတိတ်ကအယုဒ္ဓယနဲ့ဟန်တာဝတီဘလို့ပဲရှိခဲ့ပါသေးအခုအချိန်ထိုင်းနဲ့မြန်မာကိုနရဲစွမ်နဲ့မင်းကြီးစွာလိုညီအကိုချစ်ခင်မှုရှိစေခြင်းနဲ့ဇလန်တွဲဖန်တီးသူတွေရဲ့စေတနာကိုမြင်ရပါတယ်လူပိန်းတွေးနဲ့တွေးကြည့်ရင်မင်းသားနှစ်လက်စလုံးကအဓိကဇက်ဆောင်တွေဖြစ်ကြပေမဲ့မင်းကြီးစွာကိုနမဲစိတ်စာအရင်ထိုးတဲ့မင်းသားနဲ့ရွေးပေးထားတာကိုကြည့်ခြင်းအပြင်ဒီဇလန်တွဲမှာမင်းကြီးစွာကပို့လို့တောင်မှအရေးပါပါတယ်ဘရင်မင်းမြတ်နရဲစွမ်ဇက်ကားမှာနရဲစွမ်ကိုအဓိကသူရဲကောင်းအနေနဲ့ပြသွားပေမဲ့ဒီဇက်လန်တွဲမှာကမင်းကြီးစွာရဲ့အနစ်နာခံမှုကိုပြသွားတာကိုမြင်ရပါတယ်ဇက်လန်တွဲနာမည်ကိုကအစဟုံစာဝတီတနည်းဟန်တာဝတီလို့ပေးထားတဲ့အတွက်ဒီတက်မြန်မာဆန်တာမရှိတော့ပါဘူးပြီးတော့မြမနန်းတွင်းရေးကိုလည်းယူရီးယားနန်းတွင်းထက်ပို့ပြီးပြသထားတာတွေ့ရပါတယ်ထိုင်းနန်းတွင်းရိုးရာအဝတ်အစားအပြင်အဆင့်ကိုကထိုင်းလူမျိုးတွေကနိုင်ငံတကာကပါမြင်ဘူးတွေ့ဘူးထားပြီးသားမှုမြမနန်းတွင်းအပြင်ဆင်တဲ့အဝတ်အစားတွေကိုစေတနာပပဖန်တီးချုပ်လုပ်ပေးထားတာကိုအရန်နဲ့ကျေးဇူးတင်စရာကောင်းပါတယ်
မြန်မာတူရီယာဆောင်းကောက်ကိုလည်းမြန်မာလူမျိုးဆရာမစီကတည်တည်ချာချာတင်ယူလေ့လာသေးပြီးမှရိုက်ကူးခဲ့တယ်လို့သိရပါတယ်ဒီဇလန်တွဲနဲ့ပတ်သက်လို့ချီကျူးရရင်ဟိမဝနာရှီမွန်ကန်ဖွင့်တယ်လို့ပြောစရာကုန်မှာတော့မဟုတ်ပါဘူးကျွန်တော်အနေနဲ့ကတော့ဒီဇလန်တွဲကိုဇလန်အပိုင်း10ပိုင်းနဲ့ကြည့်ရတာအားမရခဲ့ပါဘူးအတွဲ1အတွဲ2စသဖြင့်တဝကြီးကြည့်ချင်မိပါတယ်ဖန်တီးသူတွေဘက်ကကြည်ပြန်ရင်လည်းစလုံးကြီးကန့်သက်ထားတဲ့စာသီစာကုန်းရေးရတယ်လို့ဖော်ပြကြတာတွေများပေမဲ့တူတူနဲ့လိုရင်းကိုထိအောင်ဖော်ပြရတယ်လို့ပဲထင်မိပါတယ်ဒါတောင်မှဇလန်အဆုံးမှာနတ်ရှင်တော်ကိုပရိသတ်အတွက်ဝန်ဆောင်မှုပေးတဲ့သဘောထည့်ပြသွားတာကလည်းအားရစရာပါပဲဘယ်ဇက်ကဘယ်ဇလန်တွေပဲဖြစ်ဖြစ်ကောင်းခြင်းဆိုးခြင်းပြောစရာတွေကတော့ရှိပါတယ်ကျွန်တော်အနေနဲ့ကတော့ဟုံစာဝတီနောက်ဆုံးစီဂျင်ထိုးပွဲဇလန်တွေကသူ့ဘက်ကိုယ့်ဘက်မျှတစွာရိုက်ပြထားတယ်လို့မြင်ပါတယ်မြန်မာမုံတီးရေးလည်းမဟုတ်သလိုထိုင်းမျိုးချစ်စိတ်ချင့်တန်ရေးကိုလည်းအသားမပေးထားတာကိုတွေ့ရပါတယ်ဒီဇက်ကားရဲ့အချိန်အဝါကြောင့်မြန်မာပြည်ကိုစိတ်ဝင်စားလာကြတဲ့အရှိတောင်အာချပရိသတ်တွေရှိလာကြသလိုမြန်မာပြည်ကိုလာလည်ကျင်ကြတဲ့သူတွေလည်းရှိလာကြတယ်လို့သိရပါတယ်အချုပ်အနေနဲ့ပြောရရင်တော့ဟုံစာဝတီနောက်ဆုံးစီဂျင်ထိုးပွဲဇလန်တွေကအနုပညာဆန်းဆန်းတိမ်မွေ့တယ်လှပတယ်လူသားတွေရင်ထဲကအချစ်ကိုလှုပ်နှိုးနိုင်ခဲ့တယ်လို့ဆိုကြပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ဗျာ